YouTube ကြည့်လဲ squishy TikTok ကြည့်လဲ squishy တလောကလုံး squishy ဖြစ်နေတဲ့အချိန်မှာမင်းတို့တွေလည်း squishy မရောင်းလို့မဖြစ်တော့ဘူးလေနော်တလောကလုံးနဲ့တယောက်တည်းမဖြစ်ဖို့ဒီနေ့မှာတော့ squishy လေးရောင်းပါမယ်Nidosh လိုမျိုးပဲ quality အရန်ကောင်းပြီးတော့လေ soft ဖြစ်တာမို့လို့အရန်ခိုင်လို့ကောင်းတဲ့ဒီရဲ့ night creamy sensory dry အပြင်ဒီရဲ့ melt toast လားအဲ့ဒီအတုံးကြီးဆိုလည်းကလေးတွေပါကြိုက်ကြမြန်တကယ်ကိုစဉ်းစားလို့မရအောင်စဉ်းစားလို့မရလည်းမစဉ်းစားဘဲနဲ့ရောင်းရမယ်ပေါ့နော်ဒီရဲ့ melt toast squishy ရဲ့ nice creamy sensory ရဲ့နှစ်မျိုးရပါမယ် Nidosh အစစ်တော့မဟုတ်ပေမဲ့ Nidosh အစစ်နီးနီးကို quality အရန်ကောင်းပြီးတော့texture ကလည်း soft ဖြစ်တာမလို့တော်တော်လေးကိုကင်လို့ကောင်းတယ်ဆော့လို့ကောင်းတယ်ပေါ့နော်အဲ့တော့ Nidosh အစစ်လည်းမရောင်းလားဆိုရင်တော့နောက်ကျရင်လည်း Nidosh အစစ်လည်းရောင်းပေးမှာပါအခုရောင်းပေးရလေးကိုလာဝင်ကြပါအဲ့တော့မင်း squishy တဲ့လေးကိုအားပေးကြပါအောင်လူချင်းနေဆိုရင် inbox လေးမှာမာလို့ရပါတယ်